22ရက်4လ2026တရက်တာနဲ့ပတ်သက်တဲ့တိတိကျကျကဏ္ဍလေးကိုဟောပြသွားမှာဖြစ်ပါတယ်တန်တရားမျက်လုံးတွေကြားထဲမှာတတိနဲ့ပြုမှုနေထိုင်ရမယ်။ကျမ်းမာရေးကိုဂရုစိုက်ပေးဖို့လိုအပ်တယ်။အချို့သောဆက်ဆံရေးတွေကအပိသက်ကိုရောက်သွားလိမ့်မယ်။အခက်အခဲတွေအတားအဆီးတွေကနောက်ဆုံးမှအောင်မြင်ဖို့ဖြစ်လာလိမ့်မယ်။ဒါကြောင့်မို့လို့စိတ်ဓာတ်မကျဘဲနဲ့ရှေ့ဆက်သွားဖို့ကြိုးစားရမယ်။ဒီနေ့အတွက်ဆောင်းရှောင်းမယ့်ຢာကတော့ကိုယုံကြည်မှုလွန်ခဲ့ပြီးတော့ပေါ့ဆဆနဲ့အပေါ်ယံပဲမလုပ်ပါနဲ့။ရင်နဲ့အသေးသေးကနေနက်နက်ရှိုင်းစိတ်ကိုထားပြီးတော့လုပ်ပါ။ဘာပဲလှုပ်လို့နှလုံးသားကိုနှစ်ပြီးတော့လှုပ်ပါ Lucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်ဒီနေ့ဒါလုံးအဆင်ပြေချုံမွေးကြပါစေဒီဗီဒီယိုကိုသုံးနှစ်တိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်